ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်မှာစစ်ကော်မရှင်ကကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကြေးရွာအုပ်စုနယ်ရက်ကွက်156နေရာကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီဇင်ဘာ28ရက်မှာလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာဖန်အံမြရီနဲ့တန်တောင်ကြီးမြို့နယ်တွေပါဝင်ပြီးတော့2026ဇန်နဝါရီလ17ရက်မှာလုပ်မဲ့အပိုင်း2မှာတော့လိုင်းပွဲနဲ့ဖာပွန်မြို့နယ်တို့ပါဝင်တာဖြစ်ပါတယ်။ဒါပေမဲ့လက်တလောကရင်ပြည်နယ်နေရာအတော်များများမှာစစ်ကော်မရှင်တက်တဲ့ကရင်အမျိုးသားလူမျိုးရေးပူးပေါင်းတပ်တွေကြားစစ်ရေးတင်မာနေတာဖြစ်ပါတယ်။ကရင်ပြည်နယ်မှာဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေထဲမှာကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီစတဲ့ကရင်နှစ်ပါတီပါဝင်ပြီးအာဏာသိမ်းပြီးနောက်ပိုင်းအသစ်ပြတ်ထန်းလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရကရင်ပါတီတွေဆက်လက်ရပ်တည်ဖို့လိုတာကြောင့်ဝင်ပြိုင်တာဖြစ်တယ်လို့ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမောင်အောင်ပြည်စိုးကဆိုပါတယ်။မျိုးသားအတွက်သူ့တော်မှာတရားပြောနိုင်မှုတွေကပါတီတော့ရှိနေတယ်ဆိုတော့အယူချက်နဲ့ကျွန်တော်ပါတီပြန်တော့မှတ်တင်လိုက်တာပဲ။အဲ့တော့ပါတီမှတ်ဖို့တင်ပြီးဆိုရင်ဒီရတာရုပ်ပွဲဝင်ရမဝင်လို့လည်းမရဘူး။မဝင်တရားလိုတော့ပြစ်သွားတယ်။ဒါကကြတော့ကျွန်တော်အဓိကကကျွန်တော်တို့ရဲ့သူနဲ့ကျွန်တော်ခရင်တိုင်းသားတွေမြင့်တော်တဲ့နေရာမှာပေါ့နော်။ဘုရားလက်နက်ကန်ဖွဲ့စည်းတရားလည်းခရင်တိုင်းသားခရင်တွေဆိုလို့တယ်ကျွန်တော်တို့လည်းတွင်းသမားပေါ့ဒီမျိုးသားအတွက်အလုပ်လုပ်ပြီးရှင်တွေပဲဒီလိုချင်းနဲ့စံစားချက်နဲ့ပါတီထောင်လိုက်ပြီးတော့ထောင်ပြီးဒီတော့ပုံဝင်လိုက်တယ်ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့ဒီရွေးကောက်ပွဲကနေနိုင်ငံရေးအပြောင်းလဲတွေဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးသူကလောလောဆယ်ပြောလို့မရသေးဘူးလို့ပဲဆိုပါတယ်ကျွန်တော်အဲ့ဒါကတော့မြို့မန်းလို့မရဘူးလို့ကျွန်တော်ပြောချင်တယ်။ခေနေကသူ့တော်ဒီပေါ်လာပြီးတော့ပေါ်လာပြီးဆိုတော့ကြာရင်ဘုရားခင်ဗျာမိတဲ့ဟာခင်ဗျာပြောတဲ့ဟာကဖြစ်လာတာနဲ့မဖြစ်လာတာနဲ့တော့ပြောလို့လည်းမရဘူး။ဒါဖြစ်လာတဲ့ခါကျတော့မှပဲကျွန်တော်တို့ပြောနိုင်တယ်။ဒေသတွင်းစစ်ကော်မရှင်နဲ့နှီးစက်တဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကရင်နယ်ခြားစောင့်တပ် BGF, KNU, KNLA-PC, ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ DKBA ခွဲထွက်ဗိုလ်ပြီးအဖွဲ့တို့ကစစ်ကော်မရှင်ရဲ့လာမဲ့ရွေးကောက်ပွဲကိုလူသိရှင်ကြားထောက်ခံထားပြီးရွေးကောက်ပွဲလုံခြုံရေးကိုပူးပေါင်းဆောင်မယ်လို့ပြောထားပါတယ်။ကရင်ဒေသနယ်မြေတည်ငြိမ်အေးချမ်းဖို့နဲ့အများပြည်သူကောင်းကျိုးအတွက်ထောက်ခံရတာဖြစ်ကြောင်းဒီဖွဲ့တွေကဆိုပါတယ်။ဒါပေမဲ့ဒီအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတူရောင်ကိုထောက်ခံတဲ့သူတွေကတကူစားတစ်ဖွဲ့စာကောင်းစားရေးအတွက်ပဲဖြစ်တယ်လို့ကရင်အမျိုးသမီးအစည်းအဝေးရဲ့စီယုံရဲ့ဒါရိုက်တာနော်ဆက်ဆက်ကအခုလိုပြောပါတယ်စစ်ကော်မရှင်နဲ့ဒီအပေါင်းပါတွေကကြတော့ပြည်သူအကျိုးပြုဖို့ထဲပေါ့နော်တူတရားတစုတစ်ဖွဲ့ရဲ့အကျိုးကိုပို့ပြီးတော့ဦးစားပေးပြီးတော့လှုပ်ဆောင်နေတာကတော့တည်တာတယ်ပေါ့နော်ဒီအထူးသဖြင့်ဒီအကြမ်းဖက်စစ်တပ်ကဒီပရိယေတွေနဲ့ပြီးလို့ရှိရင်လည်းမကန်တဲ့နိုင်ငံရေးစိတ်ဆန္ဒတွေနဲ့ကလေးကကြစ်နီလန်းတွေတုံးပြီးတော့အမျိုးနဲ့ဒီအိုဆိုပြီးတော့ထိတ်ချုပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့လုပ်ရက်တွေကအများပြည်သူလက်ခံလာဖို့ကတော့ဒီလိုမျိုးစကလုံးလှလေးတွေသုံးတာပဲဖြစ်မယ်ပေါ့နော်ဒါအပြင်လက်ရှိစစ်ကော်မရှင်ကဖိနှိပ်ချဲ့လဲထားတဲ့နိုင်ငံရေးအခင်းချင်းမှာသူ့ရွေးကောက်ပွဲကိုတရားဝင်အောင်လုပ်ပေးတာကတိုင်းပြည်ရဲ့အဖြစ်မဟုတ်ဘူးလို့ကင်းအေးကျွမ်းကျင်သူစောကပိကသုံးသပ်ပါတယ်ကျွန်တော်တို့ကစစ်တပ်ကိုကျွန်တော်တို့ထာဝရအုပ်ချုပ်နိုင်အောင်ကျွန်တော်တို့ကတရားဝင်လုပ်ပိုင်ခွင့်ဒါမှမဟုတ်သူတို့ရဲ့ကျွန်တော်တို့အပေါ်ကိုအမြဲတမ်းဖိနှိပ်ချုပ်ချယ်ပြီးတော့အုပ်ချုပ်မဲ့ကိစ္စကိုတရားဝင်အောင်လုပ်ပြီးလိုက်ခြင်းအပြင်တရားဝင်ကျွန်တော်တို့ကိုဖိနှိပ်ပြီးတော့အုပ်ချုပ်တာကကျွန်တော်တို့တိုင်းပြည်ရဲ့အဖြေပဲလို့မြင်တဲ့လူတွေအတွက်ကတော့ဒါအဖြေလို့သူတို့ဆိုမှာပေါ့ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့အဲ့အဖြေမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့စစ်ကော်မရှင်ကရွေးကောက်ပွဲကိုမဖြစ်အောင်လုပ်ဖို့တာဆူနေပုံရပါတယ်။တစ်ချိန်တည်းမှာပဲရွေးကောက်ပွဲအလွန်ကာလတွေမှာငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေတစ်ခါပြန်လှုပ်လာနိုင်တယ်ဆိုပြီးသုံးသပ်တာတွေရှိလာပါတယ်။ UMass Lower တက္ကသိုလ်ကကရင်နိုင်ငံရေးပညာရှင်ဒေါက်တာအားတက်ကရခိုင်ဦးသိန်းစိန်ခေတ်ကလိုစစ်ကော်မရှင်ကပြန်လှုပ်နိုင်တယ်ဆိုပြီးအင်္ဂလိပ်ဘာသာနဲ့စာရေးဖြေကြားထားတာကိုအတုခိကဘာသာပြန်ဖတ်ပေးထားပါတယ်။ဒီဆက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် NC မတိုင်ခင်ဦးသိန်းစိန်ခေတ်ကလိုပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲလုံဘာဖြစ်လာမလဲဆိုတာတော့အတိအကျပြောဖို့ခက်ပါတယ်။ KNU ကတရားမဝင်သင်ဖွဲ့အနေနဲ့တတ်မှတ်ခံထားရရင်တော့ကရင်နိုင်ငံရေးပါတီတွေအနေနဲ့ပြောဆိုဆက်ဆံမှုကလည်းခက်ခဲပါလိမ့်မယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဆီယနာရှင်သက်ဆိုးရှည်စေတဲ့ရွေးကောက်ပွဲအတုပဲလို့ဆက်ကျင်ချုပ်ချထားပြီးသူ့နယ်မြေထဲမှာဒီရွေးကောက်ပွဲကျင်းပတာတားမြစ်ထားပါတယ်။အကယ်၍ရွေးကောက်ပွဲပြီးတော့စစ်ကော်မရှင်ဘက်ကငြင်းပုံစံတစ်ခါပြန်ကမ်းလှမ်းလာခဲ့ရင်
KNU ဘာလို့မှလဲဒီမေးခွန်းနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရပဒိုစောတော်နိကအခုလိုပြောပါတယ်2025-26ဒီလိုအတူရောင်ရွေးကောက်ပွဲမျိုးလှုပ်ပြီးတာနဲ့ထွက်ပေါ်တဲ့ရလာဟာဟိုး2010ကဖြစ်ခဲ့တဲ့အခြေအနေမျိုးပြန်ရောက်သွားမယ်ဆိုတာဘယ်လို့မှမဖြစ်နိုင်တော့ဘူးเนาะသိကြပါတယ်အဲ့ဒီအခြေအနေမျိုးကိုရပ်ပြီးခဲ့တဲ့2010ပြည့်လွန်နှစ်ကပြစ်ခါရစေးတွေရောနိုင်ငံရေးဆွေးနွေးပွဲတွေရောအဲ့ဒီအချိန်ကာလတုန်းကအင်မတန်အလားအလာကောင်းတဲ့အချိန်ပြတ်တဲ့ဆိုပေမဲ့ဒီလိုမျိုးအကုန်လုံးသစ္စာဖောက်ပြီးတော့အားလုံးရဲ့ယုံကြည်မှုကိုပြည့်ပြားစေနိုင်တဲ့နောက်ဆုံးအနာသိရင်ကစားတော့တော်လိုင်းဖွဲ့စည်းအားလုံးဘလို့မှလက်သင့်ခံလို့မရတော့ဘူးဆိုတာအဲ့ဒါကိုထောက်ပြခြင်းနဲ့ကရင်တပြည်နယ်လုံးဝင်ရောက်ရှင်ပြရမယ့်အမတ်နေရာ36နေရာရှိပြီးကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဖလွန်စဝါဒီမိုကရက်တစ်ပါတီနဲ့ပအိုးမျိုးသားညီညွတ်ရေးပါတီစတဲ့ပြည်နယ်အဆင့်ပါတီတွေအပြင်ပြည်တော်အဆင့်ပါတီတွေဖြစ်တဲ့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ရှမ်းပြည်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ကအဓိကဝင်ရောက်ရှင်ပြိုင်ကြမှာလည်းဖြစ်ပါတယ်ခင်ဗျာ